ကိုလာကြိုက်တဲ့လူတယောက်ကိုကလည်းပြန်ပြီးမကြိုက်နိုင်ဘူးဆိုလို့ရှိရင်ကအစကလေးကညှော်လင့်ချက်မပေးနဲ့ပေါ့နော်အတားကိုညှော်လင့်ချက်လည်းမပေးနဲ့အရောတွင်လည်းမနေနဲ့ပေါ့နော်မင်္ဂလာပါအောင်ခက်ဖြစ်ပါတယ်အခုကကျွန်တော်ဒီမိန်းကလေးဘက်ချန်ရောယောက်ျားလေးဘက်ချန်ရောနှစ်ဦးနှစ်ဖက်လုံးကိုပြောချင်တာပေါ့နော်ကိုလာကြိုက်တဲ့သူကွာဘယ်သူပဲဖြစ်ဖြစ်ကိုကအစကလေးကမကြိုက်ဘူးငင်းမယ်လို့ဆန္ဒရှိတယ်ဆိုလို့ရှိရင်တော့အရင်ကြီးအချင်းကုန်မခံပါနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုလည်းပြန်ပြီးတော့စကားတွေပြန်ပြောပေးမယ်စာတွေပြန်ပို့ပေးမယ်ဆိုလို့ရှိရင်ကိုကတော့ဆက်ဆံတာပုံမှန်ပေါ့နော်ဒါပေမဲ့တစ်ဖက်သူကကိုသဘောကျနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကအကောင့်ထဲမှာအရင်taking ဖြစ်တာတို့အတွေ့အလွန်နာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကိုဘက်ကလည်းအရင်မရောဘူးလို့လေဗျာမကြိုက်ဘူးဆိုလို့ရှိရင်စကားကိုလိုတာထက်ပိုလို့မပြောနဲ့easily တွေမျိုးဘာညာတည်တာလားအဲ့မျိုးတွေမလောက်ပါနဲ့အဲ့ဒီမျိုးလောက်မိလိုက်တဲ့အခါမှာတစ်ဖက်သားကသူကအေးဒီအပေါ်မှာတာယာသွားတယ်ဆိုလို့ရှိရင်သူ့အပေါ်မှာညှော်လင့်ချက်တွေဖြစ်သွားတတ်တယ်သူဟိုဘက်ချန်လည်းထင်တယ်လို့မဖြစ်လာတဲ့အခါမှာသူလည်းနာကျင်ရတာပေါ့နော်ကိုအတွက်လည်းချိန်ကုန်ပါတယ်ပြကြတယ်သူတို့ကိုလာကြတဲ့ချိန်မှာကိုကလည်းပြန်ပြီးတော့သဘောကျနိုင်လောက်မယ်ထင်လို့စကားတွေပြန်ပြောမိတာမျိုးဒီရောရင်းနေလိုက်မိတာမျိုးရှိတယ်ပေါ့နော်အမေရိကန်တကယ်စကားတွေပြောလာတာကြာတာနဲ့အမျှစကားတွေအရင်ရင်းနှီးွားကြတယ်ဆိုလို့ရှိရင်စရိုက်တွေကပေါ်လာတတ်ကြတယ်အဲ့ဒီခါကျရင်ကိုကသူ့ရဲ့မကောင်းတဲ့ချက်တွေတစ်ချက်နဲ့တစ်ချက်သူ့စီကချက်တစ်ချက်ကိုမကြိုက်တော့ဘူးကွာမကြိုက်တော့တာနဲ့ကိုကသူ့ကိုစလိုက်တယ်ဆက်သွယ်ဖြတ်လိုက်တယ်ပေါ့နော်ညှော်လင့်ချက်ပေးလို့မျိုးဖြစ်သွားပါဘောနော်ဟိုဘက်ကလည်းအရင်ကြီးညှော်လင့်နေမယ်ဆိုတော့ဒီဘက်ကကိုယ့်ဘက်က course တော်တဲ့အခါကျမှထင်တာလောက်မဖြစ်လာတဲ့အခါဝက်ချန်လည်းနာကျင်ရတယ်ပေါ့နော်တချို့ကျတော့လည်းတစ်ဖက်သားခံစားရမှာကိုမလိုလားဘူးဗျာကိုလည်းမကြိုက်ဘူးနော်ကိုလည်းမကြိုက်ဘူးတစ်ဖက်သားကကိုအတွက်နဲ့ခံစားရမှာကိုမလိုလားဘူးဒါပေမဲ့စကားလေးတွေပြောပြီးတယ်အလိုက်သေးဆက်ဆံတယ်ပေါ့နော်အလိုက်သေးဆက်ဆံတယ်ဒါပေမဲ့မြင်တဲ့အခါကျမှဒီမျိုးစကားလုံးလှလှတွေနဲ့မြင်တတ်ကြတယ်ဘယ်လိုမျိုးလဲဆိုတော့ညီစားမထားခြင်းလေးတို့ပြီးလို့ရှိရင်အချစ်တောင်စိတ်ဝင်စားဘူးပေါ့အမှန်မှာတော့ဒါတွေကတစ်ဖက်ကလည်းတည်တည်တယ်ဒါတွေကစင်ကြည်တက်တာဖြစ်တယ်ကိုအဓိကကိုသူငင်းနေတာကွာကိုမကြိုက်လို့ဒါဒီလိုမျိုးသူပြောနေတာဒီကိုနေရာမှာဆိုလို့ရှိရင်သူအရန်တပေါ်ကြလူတယောက်ဆိုလို့ရှိရင်ငင်းမှာမဟုတ်ဘူးအဲ့လိုလူတွေဆိုလို့ရှိရင်ဒါကျေးဇူးတင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူကတစ်ဖက်ကကိုသူကမခံစားစေချင်ဘူးဆိုတော့လေကျေးဇူးများတင်ရအောင်ဘာပြောချင်တာလဲဆိုတော့အဓိကပြောချင်တာကအစရွယ်ကမကြိုက်ဘူးဆိုလို့ရှိရင်ကွာအချိန်မပေးနဲ့တော့ကွာညှော်လင့်ချက်မပေးနဲ့ပေါ့နော်မကြိုက်ဘူးဆိုရင်စရွယ်ကညှော်လင့်ချက်မပေးနဲ့အကျော်တို့ဝင်ပြီးမနေနဲ့ပေါ့ဒါကဦးနှစ်ဖက်တော့လည်းပိုကောင်းပါပေါ့โอเคပါဒါလေးကတော့ကျွန်တော်ရဲ့ personal အမြင်ဖြစ်ပါတယ်လူတရားလည်းအမြင်ဖြစ်ပါတယ်သဘောထားကွဲလဲမှုတွေရှိလို့ရှိရင်လည်းcomment အောက်မှာရေးဆိုလို့ရပါတယ်ကျေးဇူးပါ